တရုတ်နိုင်ငံကလေသမားတွေဟာသူတို့စိုက်ပျိုးထားတဲ့မြေပဲပင်တွေကိုဘာကြောင့်ခြေရောက်နဲ့လိုက်နှင်းကြလဲဆိုတာတင်သိပါသလားဒါဟာပင်တွေကိုဖျက်ဆီးနေတာမဟုတ်ပဲမြေပဲထွက်နှုန်းကိုတိတိတသာတိုးတက်စေမဲ့ရှေးဟောင်းရိုးရာနေလန်းကောင်းတစ်ခုပဲဖြစ်ပါတယ်လူများစုကမြေပဲဟာမြေအောက်ထဲမှာရှင်သန်ကြီးထွားတယ်ဆိုတာကိုသတိမပြုမိကြပဲမြေပဲပင်တွေအပွင့်ပြီးတဲ့အခါမြေပဲသည့်အဖြစ်ပုံသဏ္ဍာန်ပြောင်းလဲဖို့အတွက်မြေကြီးတွေကိုတိုးဝင်ရမဲ့မြေပဲအခေါ်အတိအက်ကလေးတွေအောက်ကိုထိုးဆင်းလာလေးရှိတာကြောင့်အကယ်လျင်များဧပဲပင်တွေကအပေါ်ကိုအယမ်းမြင့်မားစွာကြီးထွားနေမယ်ဆိုရင်အဆိုပါအတိအက်ကလေးတွေဟာမြေကြီးထဲမရောက်ပဲလေထဲမှာပဲတန်းတန်းကြီးဖြစ်နေတတ်ပြီးမြေကြီးနဲ့မထိတွေ့တဲ့အတွက်မြေပဲသည့်လုံးဝဖြစ်မလာနိုင်တော့တာကြောင့်လေသမားတွေကအပင်တွေကိုလိုက်လံနှင်းချကြတာဖြစ်ပါတယ်ခြေထောက်နဲ့အသားအရနှင်းလိုက်ခြင်းအဖြစ်အပင်တွေကိုပြားသွားစေပြီးအတိအက်ကလေးများကိုမြေကြီးပေါ်သို့တိုက်ရိုက်ချရောက်ထိတွေ့သွားစေုံတင်မကပဲမိုးလုံကျွံရွာသွန်းခြင်းတို့မဟုတ်မြေကစားအလွန်ကျွံကျွေးခြင်းတို့ကြောင့်အပင်တွေကအရွက်နဲ့ပြီးစီရီစီကိုပဲစွမ်းအင်တွေအလားဟပါပေးဖို့ပြီးအပေါ်ကိုပဲဆက်တိုက်ကြီးထွားနေမှုကိုလည်းထိရောက်စွာတားဆီးပေးနိုင်ပါတယ်ထို့သောခြေထောက်နဲ့နင်းပေးခြင်းကအပင်တွေကိုအပေါ်သို့ထပ်မံမြင့်မားမကြီးထွားနိုင်အောင်ပိတ်ဆို့လိုက်တာကြောင့်အပင်ကရရှိတဲ့အာဟာရဓာတ်မှန်သမျှဟာအပေါ်ကိုမရောက်တော့ပဲမြေအောက်ကမြေပဲတွေစီတို့ပဲအပြည့်အဝရောက်ရှိသွားစေတဲ့အပြင်မြေစီလွှာကိုလည်းတင်းကျပ်သွားစေပြီးရေဓာတ်ကိုပုံမထိန်းသိမ်းပေးနိုင်ကအရွက်များကိုလည်းဘေးပတ်ပတ်လေသို့ဖြန့်ခင်းပေးသွားတာကြောင့်နေရောင်ခြည်ကိုပုံမကောင်းမွန်စွာရရှိစေပါတယ်ဗျာ